ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော် Infonet Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါရစေ။အကြောင်းကြောင့်ဗီဒီယိုလေးတွေမတင်ပြတာကိုလည်း Infonet အဖွဲ့သားတွေကိုစားကျွန်တော်တောင်းပန်ပါရစေ။ဗီဒီယိုတွေကိုအစဉ်တစိုက်တင်ပေးသွားနိုင်အောင်လည်းကြိုးစားလျက်ရှိပါရဗျ။ဒီနေ့မှာတော့ကျွန်တော်တို့ channel ရဲ့ fan service ကဏ္ဍအနေနဲ့ပရိသတ်တွေတောင်းဆိုထားတဲ့အထက်အတပုတ်ကိုတင်ဆက်ပေးသွားခြင်းပါရစေ။အခြားသောတောင်းဆိုထားတဲ့အကြောင်းအရာတွေကိုလည်းဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါရဗျ။ဒီကနေ့မှတင်ဆက်ပေးသွားမယ့်အကြောင်းအရာကတော့ဂျာမန်တို့ရဲ့နာမည်ကျော်တိုက်ကားတင်ကားကြီးအကြောင်းပဲဖြစ်ပါတယ်။ဆိုတော့ထုံးစံတိုင်းပဲ channel လေးကို subscribe လုပ်ဘေးနားခေါင်းလောင်းလို့နေပြီးတော့ USB VPN လေးဖွင့်ပြီးကြည့်ပေးဖို့မေတ္တာရက်ခံချင်ပါတယ်။ကဲဒါဆိုရင်တော့အစီအစဉ်လေးကိုစလိုက်ကြအောင်ပါနော်။1939ဒုတိယကမ္ဘာစစ်ကြီးစတင်လာတဲ့အချိန်မှာပဲခေတ်မီစစ်လက်နက်ပစ္စည်းတွေကိုတွင်ကြဲအသုံးပြုလာနိုင်ခဲ့ပါတယ်။ Heavy tank တွေကိုတော့ထုတ်လုပ်သုံးစွဲခဲ့ခြင်းမရှိခဲ့ပေမဲ့ Panzer 1 Panzer 2လိုအပေါ်စားတင်ကားလေးတွေနဲ့ Panzer 3 Panzer 4လိုအကောင်းစားတင်ကားတွေကိုလည်းအများများထုတ်လုပ်သုံးစွဲလာခဲ့ပါတယ်။ပိုလန်နိုင်ငံကိုကျူးကျော်ခဲ့တဲ့1939ခုနှစ်အစောပိုင်းတွေမှာ Panzer 1 Panzer 2ကိုအသုံးပြုခဲ့ပြီး1940နဲ့41ကာလတွေမှာတော့ Panzer 3နဲ့ Panzer 4ကိုအဓိကထားအသုံးပြုခဲ့ပါတယ်။1941အရှေ့ဘက်စစ်မျက်နှာမှာတော့ဂျပန်တို့ရဲ့ Panzer တင်ကားတွေဟာဆိုဗီယက်ရုရှားတွေရဲ့ T-34 နဲ့ KB-1 အမျိုးအစားတင်ကားတွေနဲ့ရင်ဆိုင်လာခဲ့ရပါတယ်။အဲဒီအချိန်မှာအရေးသိမ့်မလာတဲ့ဂျာမန်တို့ဖို့လက်ရှိသုံးစွဲနေတဲ့တင်ကားတွေပိုကြီးပိုဆွမ်းပြီးပိုအကျန်းကန်တဲ့အကြီးစားတင်ကားတွေထုတ်လုပ်ဖို့ဖြစ်လာခဲ့ပါတယ်။ဒါကြောင့်1939-38လောက်ကစိတ်ကူးတဲ့အစီအစဉ်တွေကဂျပန်ခိထလာခဲ့ပါတယ်။အဲဒီနောက်ဟစ်တလာဆိုရကဖိုရှာနဲ့ဟန်ရှယ်တို့လိုကုမ္ပဏီတွေကိုမျိုးဆက်သစ်တင်ကားတွေအတွက်ဒီဇိုင်းထုတ်ဖို့အတွက်အမိန့်ထုတ်ပြန်လိုက်ပါတယ်။ DW လို့ခေါ်တဲ့ဒီဇိုင်းတွေကတိုက်ကားတင်ကားကြီးရဲ့ရှေ့ပြင်းနမူနာပုံစံတွေဖြစ်ပါတယ်။1940နှစ်အစောပိုင်းကာလတွေရောက်မှာတော့ဟန်ရှင်နဲ့ဖူရှာတို့ရဲ့ဒီဇိုင်းတွေကိုရှင်ပြိုင်စမ်းသပ်ခဲ့ကြပါတယ်။အဲဒီချိန်နာဇီခေါင်းဆောင်တွေသဘောကျခဲ့တာကတော့ဟန်ဆယ်ရဲ့ VK36 ပဲဖြစ်ပါတယ်။စမ်းသပ်စစ်ဆေးမှုတွေပြီးမှာတော့ဟန်ရှင်ရဲ့ VK36 ဒီဇိုင်းကိုအစိုးရအတည်ပြုပေးလိုက်ပါတယ်။အတည်ပြုပြီးနောက်ပိုင်းမှာတော့ VK36 ကိုပြုပြင်မွမ်းမံမှုတွေထပ်လုပ်လိုက်ပြီး VK4501 ဒီဇိုင်းကိုရရှိလာခဲ့ပါတယ်။ဒါနဲ့ရင်ပြီးသွားတာတော့မဟုတ်ပါဘူး45တန်းလေးတဲ့ VK4501 ကို88မမအမြောက်ကြီးဆင်းပြီးအစစ်မင်ပြောင်းလဲတက်ဆင်မှုတွေထပ်လုပ်ကြပါသေးတယ်နောက်ဆုံး debut design ရဲ့ရှေ့ပြေးပုံစံကိုတော့1940နှစ် AB20 ရက်မှာကြာအောင်မယ်ဟစ်တလာရဲ့မွေးနေ့အမည်အပြီးသက်ဖို့အတွက်ဆုံးဖြတ်ခဲ့ကြပါတယ်အဲဒီဒီဇိုင်းကိုတော့ VK4501H လို့နာမည်ပေးခဲ့ပါတယ်အဲဆိုတော့ဘာမှမဟုတ်ပါဘူးဒီဇိုင်းထုတ်လုပ်တဲ့ဟန်ရှယ်ကုမ္ပဏီကိုကိုစားပြုတာဖြစ်ပါတယ်အလားတူ VK501P ဆိုတာလည်းရှိပါသေးတယ်ဒါလည်းဖော်ရှားထုတ်ထားတဲ့ဒီဇိုင်းပြီးလို့အနောက်မှာ P ဆိုတဲ့စလုံးထည့်ထားတာဖြစ်ပါတယ်။အဲဒီဒီဇိုင်းတစ်ခုကိုပေါင်းစပ်လိုက်တဲ့အခါမှာတော့ Tiger 1လို့ခေါ်တဲ့တင်ကားတစ်စင်းကိုအောင်မြင်နဲ့ထုတ်လုပ်နိုင်ခဲ့ပါတယ်။ Tiger 1ရဲ့တရားဝင်နာမည်ကတော့ Panzer Kampfwagen 6 of E ဖြစ်ပါတယ်။ Tiger တင်ကားရဲ့ iconic ဖြစ်တဲ့အချက်ကတော့သူ့ရဲ့4000ကြာဘော်ဒီအချိုးစားပါပဲ။90ဒီဂရီနီးပါးမတ်ဆောင်တွေရဲ့တန်ဆက်ကလည်းတခြားတင်ကားတွေနဲ့မတူတဲ့တမူထူးခြားနေတဲ့အချက်ပါ။ပုံမှန်အားဖြင့်တော့အများဆုံးသောတင်ကားတွေမှာအသုံးပြုတတ်ကြတာslope armor လို့ခေါ်တဲ့ခက်ဆောင်ဆောင်နေတာတန်ချက်ကကိုယ်ရဖြစ်ပါတယ်။ဒီလိုဒီဇိုင်းဟာရန်သူပစ်ခတ်လိုက်တဲ့ကြီးစံတွေကိုလမ်းကြောင်းလွှဲပေးပြီးထိခိုက်မှုနဲ့အောင်လှုပ်ထားတာဖြစ်ပါတယ်။ဒါပေမဲ့တိုက်ကားကတော့လာသမျှကြီးစံတွေကိုတောက်ကြောတင်းတင်းနဲ့ပဲတဲခံမယ်ဆိုတဲ့ထားနေပါ။အရှိဘက်တန်ချက်ကတော့100မမထိထူထားပေးပြီးအနောက်ဘက်ကတော့80မမထိသုံးပေးထားပါတယ်။တချို့မျိုးစားတွေမှာတော့120ထိထူပေးထားပါတယ်။ဒါကြောင့်လေဒီလိုဂတ်ထုပုံစံ4000ကိုရဲကြီးကိုပေါ်တင်တွေကိုသုံးဆွဲနေတာဖြစ်ပါတယ်။နောက်စိတ်ဘက်မှာဝိုင်းနေတဲ့ Taurus ခေါင်းကရှေ့ဘက်ကိုတဖြည်းဖြည်းနဲ့ရှူးသွားပြီးမျက်နှာပြင်ကိုပြားချက်ပုံစံဖြစ်အောင်လုပ်ပေးထားပါတယ်။တာမန်85မမအမြောက်ကြီးစံနဲ့လုံးဝဖောက်လို့မရတဲ့တန်ချက်ကအမျိုးအစားဖြစ်ပါတယ်။ဒီလိုတန်ချက်ကနဲ့လူစွာလုံနေတဲ့တိုက်ကားကို primary weapon အနေနဲ့88မမအမြောက်ကြီးတစ်လက်ကိုတက်ဆင်ထားပါသေးတယ်။ secondary အနေနဲ့ကတော့ MG34 နဲ့ 42တို့လိုစက်တနက်တွေကိုလည်းတက်ဆင်ထားပါတယ်။ဒါပြင်ရန်သူတွေကိုမျက်ခြေဖြတ်ဖို့အတွက်မီဂိုဘုံတွေပါထည့်ပေးထားပါသေးတယ်။ရှုံမြေတွေနှင်းနှောတွေလမ်းကျန်းတွေကိုမောင်းနိုင်မှုအတွက်တာမန်တင်ကားရတဲ့ပိုကြီးတဲ့ချင်းဘက်ကျိုးတွေကိုတက်ဆင်ထားပါတယ်54တန်လေးတဲ့ဒီတင်ကားကိုရွေးရှားစေဖို့အတွက်ကတော့မာစီဒီရဲ့ V12 Maybach HL230 P45 Dassi engine ကိုအသုံးပြုရပါတယ်ဒါကမြင်းကောင်ကြီး690 915 kW ထိထုတ်ပေးနိုင်တဲ့ပမာဏပါအမြန်ဆုံးချိန်နေနဲ့တော့တနာရီ38 km 24 မိုင်ထိရှိပါတယ်တိုက်ကာတင်ကားကြီးကိုတောင်းထမ်းဆောင်မှုအတွက်ခရူ9ယောက်လိုအပ်ပါတယ်ကွန်မန်ဒါတယောက်ဒရိုင်ဘာတယောက်လောက်တာတယောက်
ဂန်နာတယောက်နဲ့ရေဒီယိုအော်ပရေတာတယောက်တို့ဖြစ်ပါတယ်1940နှစ်နောက်ပိုင်းမှာတော့ထိုင်ဂန်ဝမ်ဂျာမန်တို့ရဲ့အားထားဆုံးလက်နက်တစ်ခုဖြစ်လာခဲ့တယ်မဟာမိတ်တပ်တွေလည်းကြောက်စရာတားရဲတွေပါဖြစ်လာခဲ့ပါတယ်88မှာ KWK 36ခန်းကြီးဟာတက်လာသမျှရန်သူတင်ကားတွေကိုဒဇင်းမကြံပစ်ခတ်ဖျက်ဆီးနိုင်မှာရှိပါတယ်အမေရိကန်တို့ရဲ့ N4 Sherman ဆိုတာတော့ကြားသာတက်ဖြစ်သွားတော့တာပါပဲတိုင်ဂါဝမ်ပထမဆုံးတက်တော်ဝင်လာခဲ့တာမြောက်အာဖရိကစစ်မျက်နှာပြင်ဖြစ်တဲ့ကျူနီးရှားမှာဖြစ်ပါတယ်ရန်သူဗြိတိရှတွေအတွက်တော့လုံးဝချိန်မုန်းလို့မရတဲ့ပြိုင်ဘက်ဖြစ်ခဲ့ပါတယ်ဒါပြင်အရှေ့ဘက်စစ်မျက်နှာပြင်ဖြစ်တဲ့ရုရှားနော်မန်ဒီအီတလီနဲ့အခြားသောစစ်မျက်နှာပြင်တွေမှာလည်းအသုံးပြုခဲ့ပါတယ်တိုက်ပွဲများစွာကိုလည်းဦးဆောင်ကိုများစွာနဲ့အသာစီးရခဲ့တဲ့တင်ကားကြီးဖြစ်ပါတယ်ဆိုဗီယက် T-34 တင်ကားအစင်း90ကိုနောက်မဆိုတမ်းပစ်ခတ်ချိန်မုန်းခဲ့တဲ့ရာဇဝင်လည်းရှိခဲ့ပါတယ်ဒီကြောင့်ရောလည်းနောက်ထပ်ဗီဒီယိုတစ်ပုဒ်နဲ့တင်ဆက်ပေးသွားပါမယ်ဖြူရီတို့တိတ်မကြခင်ရမှာထွက်ရှိလာခဲ့တဲ့ The Tiger ဆိုတဲ့ရုပ်ရှင်ထဲမှာဒီကောင်ကြီးရဲ့ကြောက်စရာကောင်းတဲ့အရှိန်အဝါကိုဖော်ကျူးထားပါတယ်အဲ့ဒီအခါတုန်းကတိုက်ကားဆိုရင်ဖိတ်ဖိတ်တုံကြောက်ရတဲ့အထိကိုရန်သူတွေပေါ်မှာလွှမ်းမိုးနိုင်စွမ်းရှိခဲ့တာပါဒါပေမဲ့ဒီကောင်ကြီးမှလည်းအားနည်းချက်ဆိုတာတော့ရှိပါတယ်အလေးချင်းကြောင့်တချို့လမ်းတွေတရားတွေမှာအခက်အခဲတွေ့ရပါတယ်နောက်ပြီးစီအရန်စားတာလည်းအားနည်းချက်တစ်ခုပါရှေ့ဘက်တန်ချက်ကထိုးလောက်နောက်ဘက်ကပါနေပါတယ်ဒါကြောင့်ရန်သူတွေကအနောက်ဘက်မှာရှိတဲ့အင်ဂျင်ကိုဖျက်ဆီးဖို့အတွက်စ조사ခဲ့ကြပါတယ်လေကြောင်းတိုက်ခိုက်မှုတွေနဲ့လည်းကောင်တာပြန်ပြီးခြေမုံနိုင်ခဲ့တဲ့ပြင်တိုက်ကားကိုရှင်းနိုင်မဲ့အကြီးစားတင်ကားကြီးတွေကိုပါဖန်တီးခဲ့ကြပါတယ်တံမြန်တိုက်စစ်မှာတိုက်ကားတင်ကားကြီးတွေအများများဖျက်ဆီးခံခဲ့ရပေမယ့်ကမ္ဘာစစ်သမိုင်းစာမျက်နှာမှာတော့နာမည်ကြီးဂန်တွင်သားရဲကြီးတွေဖြစ်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်ယနေ့ခေတ်ဒီတိုင်းစစ်တွင်းကျွင်းညံနေတဲ့တိုက်ကားတင်ကားကြီးတွေရှိနေကြသေးပေမယ့်မောင်းနေလို့ရတဲ့အကောင်းပကတိရတော့ဒဇင်းပဲရှိပါတော့တယ်ဒီကောင်ကြီးကတော့ Tiger 131ပဲဖြစ်ပါတယ်ဖြူရီရုပ်ရှင်ကားတွေကိုကြီးမှုတဲ့သူဆိုရင်တော့ဒီကောင်ကြီးကိုမြင်မှုကြမှာပါဟုတ်ပါတယ်ဖြူရီဇလန်ထဲမှာမင်းသားကြီး Brad Pitt ရဲ့ရှာမန်တက်ခွဲကို one shot one game နဲ့ဖြုတ်ခဲ့တဲ့တင်းကားကြီးဖြစ်ပါတယ်ဒါတော့ Tiger 131ပါပဲ1943ခုနှစ်တူနီးရှားကမ်ပိန်း North African ကမ်ပိန်းတွေမှာဗြိတိရှတွေအကောင်းပကတိတိုင်းသိမ်းပိုက်နိုင်ခဲ့တဲ့တင်းကားကြီးဖြစ်ပါတယ် CGV ပြန်လည်မိုးမှန်ခဲ့ကြပြီးအင်္ဂလန်နိုင်ငံ Bovingdon Dorset ကတင်းကားပြတိုင်းမှာပြသထားပါတယ် Tiger 131အပြင် T-34 85 M3 နဲ့ CAK တင်းကားတွေပြင်ပထမကမ္ဘာစစ်အတွင်းကတင်းကားတွေဒုတိယကမ္ဘာစစ်အတွင်းကတင်းကားတွေပါစုံစုံလင်လင်ပြသထားပါတယ်။နေ့စဉ်ဇွန်လရောက်တိုင်းမှာလည်းတင်းကားတွေစီတန်းလှည့်လည်မောင်းနေတာတွေနဲ့တိုက်ပွဲသရုပ်ပြတဲ့ Tank Festival တွေကိုအဲ့ဒီပြတိုင်းမှာကျင်းပလေးရှိပါတယ်။ဟုတ်ကဲ့ပါ။ဒါတော့နာဇီတို့ရဲ့နာမည်ကြီးလူကြိုက်များဆုံးအဖြတ်ဆွမ်းမကားကြီးမားခဲ့တဲ့ဂန်တွင်တိုက်ကားတင်းကားကြီးအကြောင်းပဲဖြစ်ပါတယ်ခင်ဗျာ။နောက်လာမယ့်စီဇန်တွေမှာလည်းဘလို့အကြောင်းအရာတွေနဲ့ဆက်လက်တင်ဆက်ပေးသွားမလဲဆိုတာစောင့်မျှော်ရှုစားပေးကြပါဦး။ဖန်စားပေးတဲ့အနေနဲ့လည်းအခုလိုမျိုးပြည်သက်တောင်းဆိုရတဲ့အကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်တယ်လို့သိချင်တဲ့အကြောင်းအရာတွေလည်း comment section မှာထည့်သွင်းမေးမြန်းသွားခဲ့လို့ရပါတယ်။အားပေးကြည့်ရှုခဲ့ကြတဲ့အတွက်တယောက်ချင်းစီကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်ထပ်ဗီဒီယိုနဲ့တူကြောပြန်လည်ဆုံတွေ့ကြမယ်နော်။